ကိုကုံတိုက်ခါကိုတန်ဖိုးထားတဲ့အတွက်လုံးဝအလျှော့ပေးမှာမဟုတ်ဘူးဒီစကားကတော့380ကျော်နဲ့ချင်းချောက်ငွေညစ်ခံနေရတဲ့ MRTV4 သရုပ်ဆောင်မေရီမောင်ခကျဲရဲ့ပြတ်သားတဲ့တုံ့ပြန်မှုပဲဖြစ်ပါတယ်လှိုင်းလေကြားကပန်းရွှေကြားဇလန်းတွဲနဲ့ပရိသတ်အချစ်ကိုသိမ့်ပိုက်ထားတဲ့သူမဟာအခုအခါမှာခစ်စားလာတဲ့ AI deepfake နည်းပညာရဲ့သားကောင်ဖြစ်နေရပါတယ်။မတမာသူတွေဟာသူမရဲ့မျက်နှာကိုသုံးပြီးမဖွေမရဗီဒီယိုတွေဖန်တီးကအဆက်ခွဲငွေညှစ်နေကြတာပါ။ဒါပေမဲ့ကျေကတော့ဒီချင်းချောက်မှုတွေကိုကြောက်ရွံ့သွားခြင်းမရှိပါဘူး။သူမရဲ့ဂုံတိတ်ခါအတွက်နောက်မဆုတ်ပဲဥပဒေနဲ့အညီထိထိရောက်ရောက်အရေးယူနိုင်ဖို့ရဲစခန်းမှာတရားဝင်တိုင်ချက်ဖွင့်လိုက်ပြီးဖြစ်ပါတယ်ပရိသတ်ကြီးကိုအထူးသတိပေးချင်တာကအခုပြန့်နှံ့ဖို့စ조사နေတဲ့ဗီဒီယိုတွေဟာသူမတကယ်မဟုတ်ပဲနီးပညာနဲ့တမင်ဖန်တီးထားတဲ့ fake ဗီဒီယိုတွေတတ်တာဖြစ်ပါတယ်။ဒါကြောင့်အထင်မြင်မလွဲမှားကြဖို့အရေးကြီးပါတယ်။အမျိုးသမီးတစ်ယောက်ရဲ့ဂုံတိတ်ခါကိုအခုလိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးတဲ့ AI cyber bullying ကိုကျွန်တော်တို့အားလုံးဝိုင်းဝန်းရှုတ်ချဖို့လိုအပ်နေပါပြီ။အမှန်တရားအတွက်ရဲရဲဝံ့ဝံ့ရင်ဆိုင်နေတဲ့မီရီမောင်အတွက်ခွန်အားဖြစ်စီမဲ့အားပေးစကားလေးတွေကိုကော့မန့်မှာရေးပေးခဲ့ကြပါဦး